ဘယ်ဂျီယံရဲ့မရှိမဖြစ်ကစားသမားလူကာကိုအားလုံးပဲမင်္ဂလာပါ MM Bookies ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဝယ်ကစားချိန်ကြာလာတာနဲ့အမျှအချိန်ကာလရဲ့တိုက်စားမှုတွေကြောင့်ဘယ်ဂျီယံအသင်းရဲ့ဝါရင်ကစားသမားကြီးတွေဟာခင်းနောက်ကျကြံရစ်ခဲ့ပြီလို့ထင်မဲ့ခဲ့ကြရပါတယ်ဝင်းလေဖန်နီရှင်ကယ်ဗင်ဒီဘရိုနာတယောက်ကိုင်းထဲမှာမောပန်းနွဲနေစွာနဲ့ရုန်းကန်နေခဲ့ရပြီးကန်ကျက်အချို့လွဲချော်ခဲ့တယ်လို့တိုင်းထိသွားတဲ့အဆုံးသက်ကြောင့်လည်းစိတ်ပြက်ခဲ့ရပါသေးတယ်အီဂျစ်တို့ရဲ့စီးစနစ်ကျလာတဲ့ကစားဟန်အောက်မှာဘယ်ဂျီယံတို့လမ်းပြောင်းနေခဲ့ပြီးတမန်ရိုးကြကစားကွက်တွေနဲ့တိုင်ဘက်ကိုမကြော်ပြတ်နိုင်ခဲ့ကြပါဘူး။ပရိသတ်တွေရဲ့အားပေးတဲ့တွေကြားထဲမှာနေဥရောပရဲ့မျိုးဆက်သစ်ရွှေရောင်အသင်းကြီးဟာသွားမင်းနေတဲ့ကြားတကောင်လို့အားကိုးရမဲနေရှာပါတယ်။ဒါပေမဲ့နာပိုလီအသင်းရဲ့ကျယ်ဝင်တအူးဖြစ်တဲ့ဒေဘရိုင်နာရုန်းကန်နေရချိန်မှာပဲသူ့ရဲ့ကလပ်အသင်းမော်ဖြစ်သူဘယ်ဂျီယံရဲ့မျိုးဆက်ဟောင်းတွေကိုရှော့တွက်လို့မရကြောင်းကဘာကြီးကိုတက်တည်ပြလိုက်နိုင်ပါတယ်။ဝဲချိန်တနာအီကျော်မှာဒေဘရိုင်နာရဲ့အပိုင်အခွင့်အရေးလွဲချော်သွားပြီးတဲ့နောက်ဝါရင်တိုက်စစ်မှုရိုမဲလိုလူကာကိုတယောက်ကွင်းထဲကိုလူဆောင်ဝင်လာခဲ့ပါတယ်။ကွင်းထဲရောက်ပြီး23စက္ကန့်အကြာမှာဒီတိုက်စစ်မှုကြီးဟာသူ့ရဲ့ထုံးစံအတိုင်းတန်မာတဲ့ခန္ဓာကိုယ်အင်အားကိုသုံးပြီးတိုင်ဘက်နောက်ခံလူမိုဟာမက်ဟာနီရဲ့ကိုသွင်းပြီးအောင်ဖိအားပေးမှုကိုပြသနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ကျခြေပံကိုကြောင့်ပဲဘယ်ဂျီယံအသင်းဟာပြန်လဲအသက်ဝင်လို့လာခဲ့ရတာပါတကယ်တော့ဒီပွဲမှာလူကာကူကအရန်ကုန်မှာပဲအချိန်ကုန်ဆုံးခဲ့ရပြီးသူ့ထက်8နှစ်ခွဲခန့်ငယ်ရွယ်တဲ့တိုက်စစ်မှုဒီကတီလီကသာပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီလူငယ်တိုက်စစ်မှုလေးဟာအီဂျစ်ရဲ့ကန်စစ်စီးထဲမှာဘောလုံး၄ချိန်ပဲထိခွင့်ရခဲ့ပြီးအီဂျစ်ရဲ့ကန်စစ်စီးထဲမှာတိုက်စစ်လမ်းကြောင်းဖော်ဆောင်ဖို့တော်တော်လေးရုန်းကန်နေခဲ့ရပါတယ်အသင်းရဲ့တိုက်စစ်ကတုံဆိုင်လို့နေတာကြောင့်ဒီပြဖြစ်သူရူဒီဂါစီယာအနေနဲ့အပြောင်းအလဲတစ်ခုခုကိုလုပ်ဖို့ဆုံးဖြတ်ခဲ့ရပါတယ်ခေတ်သစ်ဘောလုံးလောကမှာလူငယ်တွေကိုနေရာပေးရမယ်ဆိုပေမဲ့လည်းအကျက်တဲအချိန်မျိုးမှာတော့ဝါရင်တို့ရဲ့အတွေ့အကြုံကဘယ်လောက်ထိအရေးကြီးလဲဆိုတာအားလုံးမျက်မြင်တွေ့ခဲ့ကြရပါတယ်။ပြီးခဲ့တဲ့ဂျာဒီကဒဏ်ရာပြဿနာတွေကြောင့်လူကာကူဟာနာပိုလီအတွက်စီးရီးရဲ့9ပွဲတာကစားဝင်ရခဲ့လို့သူ့ရဲ့ကြမ်းခိုင်မှုအပေါ်မှာတန်တရားတွေရှိနေခဲ့ကြတာကတော့အမှန်ပါပဲ။ဒါပေမဲ့အသက်33နှစ်အရွယ်တိုက်စစ်မှုကြီးဟာဘယ်ဂျီယံသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းယူထားတဲ့ဂန်နဝေတဦးဖြစ်ပြီးသူ့ရဲ့ဂိုးသွင်းဗီဇကတော့အရေးကြီးတဲ့အချိန်မှာကွက်တီအလုံးလုံးသွားခဲ့ပါတယ်။ပွဲပြီးကန်ဒီမှာအပိုင်ခေါင်းတိုက်ချက်တစ်ခုကိုလွဲချော်ခဲ့လို့သူကိုယ်တိုင်နှမျောတတဖြစ်ခဲ့ရပေမဲ့ဈေးကွက်ထဲမှာအသင်းပြောင်းမှုရုန်းကန်နေရတဲ့ဆာလာတို့အဖွဲ့ကိုတော့နိုင်ပွဲပျောက်ဆုံးအောင်အကောင်းဆုံးဒုက္ခပေးသွားနိုင်ခဲ့ပါတယ်။အခုအချိန်မှာတော့လူကာကူဟာအသင်းရဲ့ပုံမှန်ပွဲထွက်ကစားသမားတစ်ယောက်မဟုတ်တော့တာတော့သိကြသလောက်ဖြစ်နေပါပြီ။ဒါပေမဲ့ပွဲအဖြစ်ကိုပြောင်းလဲဖြစ်နိုင်တဲ့ Impact Super Set တယောက်အနေနဲ့တော့ဘယ်ဂျီယံအသင်းအတွက်ကမ္ဘာဖလားခရီးစဉ်မှာဆက်လက်အားကိုးရအောင်မှာဖြစ်ပါတယ်။သူရဲ့လက်ဆက်တဲ့ခြေထောက်တွေနဲ့အဓိကပြိုင်ပွဲကြီးတွေမှာကစားခဲ့တဲ့အတွေ့အကြုံတွေဟာရှေ့ဆက်လာမယ့်ပွဲစဉ်တွေမှာအဖိုးတန်လို့နေတော့မှာပဲ။အနီရောင်နဲ့ဆိုးတို့ရဲ့ဝါရစ်သွေးဟောင်းတွေဟာသူတို့ရဲ့နေဝင်ခြင်းတွေကိုအလွယ်တကူလက်ခံမှာမဟုတ်ပဲကမ္ဘာဖလားစင်မြင့်ထက်ကိုနောက်ဆုံးအချိန်တစ်ခုအထိအစွမ်းကုန်တိုက်ပွဲဝင်သွားအောင်မှာသိကြပါတယ်။ဒီလိုအရသာရှိတဲ့သုံးသက်ချက်တွေကိုအမြဲတမ်းဆင်နိုင်ဖို့ MM Bookies ကို like and follow လုပ်ထားပေးဖို့ပြောကြရင်းအဆုံးသတ်ပါရစေ။ကျေးဇူးတင်ပါတယ်။